လူတိုင်းကချမ်းသာကြကြပါနဲ့ဒါပေမဲ့ဘလို့ချမ်းသာအောင်လုပ်ရမလဲဆိုတာတော့သိချာမသိကြပါဘူးချမ်းသာအောင်လုပ်လို့ရတဲ့အချက်တွေကိုတိတိကျကျစူးစီးပေးထားတဲ့စာအုပ်တို့ရှိပါတယ်အဲ့ဒီစာအုပ်ကတော့ဘေဘီလုံမအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီနေ့မှာကတော့ဘေဘီလုံမအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်တွေကကောက်နှုတ်ထားတဲ့ချမ်းသာမှုရဖို့အဓိကအချက်9ချက်ကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ Doris Petra ကမိထောင်ဖြစ်ပါတယ်ဒီလိုကြောင်းရည်လေးတွေကိုပို့ပြီးသိချင်နေဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့ဝေးပါနဲ့ခင်ဗျာနံပါတ်1ပြင်ဝင်ဝေရဲ့10ရာခိုင်နှုန်းကိုစုဆောင်းပါကျွန်တော်တို့တွေကပတ်စံတက်ချဖို့စူးစမ်းတာထက် channel ကိုတင်စီနိုင်ဖို့ကပိုရေးကြည့်ပါတယ်စာအုပ်ထဲကမင်းသားအခက်ကိုအကြံပေးသူကပြင်ဝင်ဝေရဲ့10ရာခိုင်နှုန်းကိုမဖြုံးပဲတင်စီပါလို့ပြောခဲ့ပါတယ်ဒီအကြံကိုလိုက်နာခဲ့လို့အခက်ကဘေဘီလုံးမှာချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့တာပါဒီတော့ဝေစုတာကိုအလေးထားလုပ်ပါ10ရာခိုင်နှုန်းထက်ပိုပြီး20ရာခိုင်နှုန်း30ရာခိုင်နှုန်းအထိစုနိုင်လဲပိုကောင်းပါတယ်နံပါတ်2တစ်အသုံးစရိတ်ကိုထိန်းချုပ်ပါကျွန်တော်တို့ကဝေစုတာနဲ့နေမပြီးသေးပါဘူးကျန်တဲ့90ရာခိုင်နှုန်းကိုလည်းအပြေးချာချာစီမံခန့်ခွဲတတ်ဖို့လိုအပ်ပါတယ်ဘတ်ဂျက်ပလန်တစ်ခုရေးဆွဲပါမဖြစ်မနေလိုအပ်တဲ့အရာတွေအတွက်ပဲသုံးပါဖြစ်ဖြစ်မရှိတဲ့အရာတွေကိုမဝယ်ပါနဲ့တစ်လလုံးစာအသုံးစရိတ်ကိုတေချာစင်းပြုစုထားပါနံပါတ်3ငွေကိုကျဉ်းကျဉ်းခံနိုင်ထားပါဝေစုတာကကောင်းပါတယ်ဒါပေမဲ့ထိန်းချုပ်မှုကပိုရေးကြည့်ပါတယ်ငွေတွေပြောင်းမသွားဘူးလုံခြုံတဲ့နည်းရတွေကိုချပါအတေချာတဲ့ယင်းနှမြုပ်တဲ့ဘူးတွေကိုမလုပ်ပါနဲ့စီးပွားရေးနဲ့ဝေကြီးကြံပေးကောင်းသူတွေနဲ့ဆွေးနွေးပါနံပါတ်4ယင်းနှမြုပ်တဲ့မှုတွေကိုတုံးချပါဝေစုတာနဲ့ထင်းထင်းတာကတာဝန်တစ်ခုပါပဲဒါပေမဲ့လုံမုတ်တဲ့ငွေကတန်ဖိုးမရှိပါဘူးအင်ရှင်မီတွေဝယ်ပါသူတို့ကအရှုံးမရှိပါစီးပွားရေးတစ်ခုစတင်ပါပတ်စစ်ခံချပါဘိုးမအနေနဲ့ပြောရမယ်ဆိုရင် YouTuber, content creator, online business စတာတွေကိုပြောတာပါနံပါတ်5တက်ပညာကိုတိုးတက်အောင်လုပ်ပါဝေရှာဖို့နည်းလမ်းတွေကိုသင်ယူပါ financial education တွေကိုလေ့လာပါစာအုပ်တွေဖတ်ပါတင်စမ်းတွေကိုသင်ယူပါနံပါတ်6အနာဂတ်အတွက်တင့်ကိုယ်သိအာမခံထားပါဝေရှာတဲ့ရုံနဲ့မလုံလောက်သေးပါဘူးကိုကျဲမရေးနဲ့အိမ်တော်စုအတွက်အာမခံယူထားပါ emergency ခံထားပါနံပါတ်9တင်ဝင်ငွေကိုတိုးမြင့်ဖို့ကြိုးစားပါတင်ဝင်ငွေကိုတစ်ခုတည်းမှာနည်းမြင့်မနေပါစေနဲ့ side business တွေ freelance တွေ online business တွေစမ်းကြည့်ပါ scale တိုးတက်အောင်လေ့လာပါဒီချက်9ချက်ကိုလိုက်လာနိုင်ချမ်းသာမှုစီကိုရောက်နိုင်ပါလေဒီနေ့ကစားပြီးအဖြည်းဖြည်းနဲ့ချမ်းသာမှုကိုတည်ဆောက်ကြပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကဲ၍မိတ်ဆွေအနေနဲ့တခုခုဆွေးနွေးစရာရှိရင်တော့ comment မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်